Hello, so the video you guys know already 2025 ရဲ့ last month ဒီဇင်ဘာ challenge ဖြစ်တဲ့ push-up challenge လေးပေါ့နော် so အဲ့ push-up challenge လေးကို reflection လုပ်ရင်းကျွန်တော်ရဲ့ what is my January challenge ကြောင့်ပြောတော့ဖြစ်ပါတယ် so ကျွန်တော်ရဲ့ဒီ push-up challenge နဲ့ပတ်သက်ပြီးပြောရမယ်ဆိုပထမဆုံးတော့မနိုင်ဝန်ထမ်းခဲ့မိတာလို့ပထမဆုံးရင်ပြောလို့ရတယ်ဘာလို့လဲဆိုကျွန်တော်ကိုယ်တိုင်စပြီးတော့မကြိုးစားကြည့်ဘူးပေါ့နော်စပြီးမကြိုးစားကြည့်ဘူးဆိုကျွန်တော်စပြီးမ try ကြည့်ဘူးပေါ့နော်ကျွန်တော် push-up ခေါ်မယ်လို့မပြောလိုက်ခင်ပေါ့နော်ဒါစပြီးမ try ကြည့်ဘူး okay push-up ဘယ်နှခါကိုရအခုလက်ရှိကိုရနေလဲဆိုတော့မ try မဲ့နေဒီနေ့ push-up 9ကနေစလိုက်တယ်ဆိုတော့အဲ့ပြဿနာကတကယ်ကြီးပါတယ်ဘာလို့လဲဆိုကျွန်တော်တကယ်လဲစပြီး day 1မှာလို့ push-up တစ်ခါတော့မလုပ်တာကျွန်တော်အဲ့ဖြစ်တော့တော်လေးကိုစိုးရဲပေါ့နော်ဆိုတော့အဲ့နေပြီးတော့ကျွန်တော်ဒီ trainer ရဲ့ဒီနေ့စဉ်လုပ်သွားရင်းနေပြီးတော့နောက်ဆုံး push-up 35ကြိမ်လုပ်ရမှာပေါ့နော်ဒီ31ဖြစ်တဲ့ဒီစင်မာရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ကျွန်တော်တို့35ကြိမ်လုပ်ရမယ်ညီမ35ကြိမ်လုပ်လိုက်ဒါပေမဲ့ကျွန်တော်အနေနဲ့ challenge ကအောင်သွားဒါပေမဲ့ဂုံတူးမပါတယ်လို့မျိုးပဲပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော် push-up 35ကတပြိုင်တည်းဟစ်လုပ်တာမဟုတ်ဘဲနဲ့5ကြိမ်ထိုးလိုက်နားလိုက်5ကြိမ်ထိုးလိုက်5လိုက်ဖြစ်တဲ့ကျွန်တော်အောင်တယ်ဒါဂုံတူးမပါတယ်အောင်ရှင်းပေါ့နော်ဆိုတော့ဟုတ်ပါပြီဒါကကျွန်တော် reflection မှာဆိုတော့ဒီကြားထဲမှာဆိုရင်လည်း push-up လုပ်တဲ့အခါမှာဆိုဘယ်လိုမျိုး position တွေမှားတာတွေကျွန်တော် weaknesses တွေဒါမှမဟုတ်ကိုယ့်ရဲ့ဒီ mistake တွေဘယ်လိုမျိုးရှိလဲဆိုတာကိုကြားရမှာ video ကိုခုနကလုံးနေတာဒါပြင်သွားတဲ့ဟာမျိုးလေးရှိရပေါ့နော် so that's a really good things I'm really think for that one because like when I record myself and when I record the positions and the behaviors the position of the push-up in that time I can really know about what is my weak point or what is my strong points and what can I improve and what can I have to stop အဲ့လိုမျိုးလေးပေါ့နော်တည်ရချင်းအဖြစ်ကျွန်တော်ဒီ recording လုပ်ပြီးတော့ဒီလိုမျိုးကျွန်တော် push-up ကိုလုပ်တဲ့ဒီlike how can I say is habit or အကျင့်တစ်ခုဖြစ်ပေါ့နော်အဲ့ဟာလေးကတော့ဒါgood point နဲ့မှာပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်လေးလာခဲ့လိုက်တဲ့ lesson တစ်ခုဆိုဘာဖြစ်လာမလဲဆိုတော့ဒါကိုဒါချိန်စမှုမရှိဘဲနဲ့ဒါစပြီး challenge ခေါ်လိုက်တာပေါ့နော်အဲ့ပြဿနာတစ်ခုရဲ့ဒါပေမဲ့ကျွန်တော်နေကာရီသွားခဲ့တာဖြစ်တဲ့အတွက်ကာရီသွားရင်းနဲ့လောက်တာဖြစ်တဲ့အတွက်အရင်ကြီးတော့ဒါ time ကအချိန်မပေးလိုက်ရဘူးပေါ့နော်ဒါကတော့ it's also the good point as well ပေါ့နော်ဆိုတော့နောက်တစ်ခုကကျွန်တော်လေးလာခဲ့လိုက်ရတဲ့တစ်ခုကနောက်တစ်ခုပါလဲဆိုကျွန်တော်တို့ကနေပြီးတစ်ခုကို challenge ခေါ်တာပဲဖြစ်ပေါ့တစ်ခုကိုစပြီး try တာဖြစ် system တစ်ခုလိုအပ်ပါတယ် system ဆိုတာက environment တစ်ခု or a one habit ပေါ့နော်ဆိုတော့ကျွန်တော်နေ့စဉ် challenge ခေါ်လိုက်တဲ့အခါမှာဆိုရင်ဒါက habit တစ်ခုအသစ်တွေဝင်လာတယ်လို့မျိုးပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနေပြီး habit တစ်ခုဝင်လာတဲ့အခါကျပုံမှန်ဒီ daily life တွေအဆင်မပြေဘူးပေါ့နော်ဆိုတော့ကျွန်တော်ကနေပြီးတော့ဒီကိုကဒါကျွန်တော်တို့ဒါလာစင်လောက်ရမယ်အရာတစ်ခုဖြစ်နေတာပေါ့နော်ဒါပေမဲ့ကိုဝင်ရလောက်ရှင်လုပ်နေရအရာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ဒါ for a one persons or will be that one human if we would like to try something new we have to set a systems or set the habits like especially our time and effort ကျွန်တော်ပြောချင်တာကကျွန်တော်အချိန်နဲ့ဒီeffort လေးကိုတခြားလေးထားပြီးတော့ကျွန်တော်နေ့စဉ်ပေါ်မှာတခြားလေးထည့်ပြီးလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရှိမဒါကြုံတွေ့ခဲ့လိုက်ရတဲ့ challenge တွေရလာတဲ့စင်တစ်ခုဖြစ်တယ်ဘာလို့လဲဆိုတော့3နာရီလောက်ယူအချိန်တစ်နေ့ကို3နာရီလောက်အချိန်ပေးရမယ်ဒီ challenge တစ်ခုကျွန်တော်က1နာရီလောက်ပဲအချိန်ပေးပြီးတော့ကျွန်တော်ရဲ့ daily system ဖြစ်ကျွန်တော်ရဲ့ဒီနေ့စဉ် schedule ထဲမှာထည့်ထားရဆိုကျွန်တော်ရဲ့ဒီတစ်လားလုံးစာအတွက်ဒီ challenge ကြီးရဲ့တကယ်ကို biggest mistake challenge ခေါ်လိုက်ရတာကိုက biggest mistake ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါဖြစ်တဲ့အတွက်အဲ့ခါလေးချိန်ဆောက်လို့ဒါကျွန်တော်ကကျတော့နေ့စဉ်ဖြစ်အလားစဉ်ဖြစ်တဲ့အတွက်ပေါ့နော်ဒါပုံမှန် as a normal people we just have to set the time when we start a new habit or when we start a new daily routine okay so ဒါကတော့ဒါ reflection ပိုင်းမှာ